လာပါညီမလေးကဲတက်ဖက်ကြမယ်နော်ကိုအရန်ချင်းရပါတော့တဲငယ်လေးအလုံများလို့အချိန်မပေးနိုင်တဲ့အခါမျိုးမှာတဲငယ်လေးကိုပြတ်ထားတယ်လို့ဖြစ်သွားခဲ့ရင်ကိုတောင်းပန်ပါတယ်ကိုဟာတဘောအလုံးသစ္စာရှိဖြစ်သွားမှာပါတဲငယ်လေးရောကိုသစ္စာရှိဖြစ်သွားနိုင်တာကိုဟာတဲငယ်လေးရဲ့မျက်နှာမှာအကျုံးတွေကိုပဲမြင်ချင်တဲ့လူပါကိုကြောင့်ငိုတဲရဘူးရင်လည်းတောင်းပန်ပါတယ်အများကြီးချစ်ပါတယ်တဲငယ်လေးတဲ့ကိုပြန်လာတဲ့အထိဆောင်ပေးပါနော်အတွင်းလွန်တတ်တဲ့သူကိုပြစ်ထားပါတယ်အိပ်ပါတယ်နော်ဒီမှာပါတယ်ဒီလိုအချင်းဟိုတော့လေးထင်ပါတယ်ကျင်းမောင်ကိုထိုးတာအားတော့မရဘူးအဲ့ဒီမှာလေးကျင်းမောင်ကိုပါတော့ဒီကပြောနေတယ်အဲ့ဒီမှာဟုတ်တယ်ဘာမှမပြောကျင်းမောင်ဘာမှမလုပ်နိုင်ဘူးအင်းငါသိကြမယ်နော်အင်းညီမလေးအဲ့လိုပါလေဘာမှမလုပ်ရတဲ့ဆန်းကြီးရဲ့ဆိုတော့ဟောတယ်မတော်ပြင်းလက်ခံတာငါကပြေးလာနေဟိုပါပေါ့နော်ခရီးရက်နဲ့ဗလန်းလေးတုံးနေထားတယ်ဒါတော့ညီမလေးဟိုပါပေါ့ဒီချင်းလေးပေါ့နော်ကိုပတ်ဆိုင်ဒီပါလို့မတုံးနေကြတာနောက်ကကလစ်ကြီးတွေဆိုပြီးတာဆိုနော်ဟိုကိုကတော့မမြင်ဘူးပေါ့ဒါပေမဲ့ဟိုချစ်ရပြီလားဆိုတော့မပြပြီးဖြစ်အောင်ဒါတော့ညီမလေးအများနဲ့တော့ချက်ပြမှာမဟုတ်ဘူးခါတည်းကဒါအမတို့ပြည့်စုံဟုတ်လားဆက်ပိုက်ထားရှိတယ်ဟုတ်လားချစ်ရပြီတဲ့နေရာကိုလည်းပါကောင်းတယ်နော်မြင်နေချစ်တယ်တဲ့နေ့ပေါ့နှစ်ပဲရှိပြီးရအောင်တစ်ခါမှစပန်းမရဘူးပေါ့အញ្ញံသူကအတူဟိုပါပေါ့ဒီတိုင်းမပြောသေးဘူးပြောပါနဲ့ပေါ့နော်ကိုလည်းမပြောပါနဲ့ဘာလို့ဖြစ်ပါလဲမပြောပါနဲ့ပေါ့ညီမလေးတို့ပြောရှင်များလေးအဓိကခိုင်းပေးချင်တာလေခိုင်းပေးချင်တာအခုညီမလေးစပါးရတော့ပြောလာပြောတာပေါ့စိတ်လို့ရောက်ချွေးတော့ပြန်ချွေးတော့ညီမလည်းချွေးကြတယ်စိတ်လို့ရောက်စပါးရတော့ချွေးတော့ပြန်ဟုတ်လားတချို့ရရှိရလေဟိုတိုက်တော့တိုက်တယ်ပေါ့ညီမလေးအတိုင်းပဲလေလက်ဆောင်တော့ပေးတယ်ပေါ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီဘက်ကညီမလေးခံမှန်းထားရဲဒီလိုထူးခြားနေလားအဲ့လိုမဟုတ်အဲ့ဒီနေ့စနေနေ့ပေါ့စနေနေ့ကိုညီမလေးအလုပ်ပြန်ပြီးဆိုတဲ့နေမှာသူကလည်းသွားပြီးတော့ဘက်တော်ယူပါဆိုပြီးတော့ညီမလေးဟုတ်အားဆိုလို့ရှိရင်ညီမလေးခက်တူနောက်လည်းပြောရပါတယ်အခုရလေးလည်းဒီစီလေးကိုသိချင်လို့ရှိတာညီမလေးလည်းအကောင်အသုံးလို့ထင်ပါတယ်နော်လာပါညီမလေးကဲတက်ဖက်ကြမယ်နော်ကိုအရန်ချင်းရပါတော့တဲငယ်လေးကြီးအလုံများလို့အချိန်မပေးနိုင်တဲ့အခါမျိုးမှာတဲငယ်လေးကိုပြတ်ထားတယ်လို့ဖြစ်သွားခဲ့ရင်ကိုတောင်းပန်ပါတယ်ကိုဟာတဘောအလုံးသစ္စာရှိဖြစ်သွားမှာပါတဲငယ်လေးရောကိုသစ္စာရှိဖြစ်သွားနိုင်တာကိုဟာတဲငယ်လေးရဲ့မျက်နှာမှာအကျုံးတွေကိုပဲမြင်ချင်တဲ့လူပါကိုကြောင့်ငိုတဲရဘူးရင်လည်းတောင်းပန်ပါတယ်အများကြီးချစ်ပါတယ်တဲငယ်လေးကိုပြန်လာတဲ့အထိဆောင်ပေးပါနော်အတွင်းလွန်တတ်တဲ့သူကိုပြစ်ထားပါတယ်မတည့်တဲ့အဆအဆတွေကိုလည်းမစားပါနဲ့ရေချိုးရင်လည်းခရီးဆိုင်ပါနော်ချော်လဲတတ်တယ်ဆေးရုံဆင်းပြီးလမ်းကူးတဲ့အချိန်မှာလည်းခရီးဆိုင်ပါဖုန်းပြောရင်းမကူပါနဲ့တခြားသူတွေလည်းရောနောနေထားပြီးမှဖုန်းမပြောမိဖို့ခရီးဆိုင်ပြီးပါကိုရဲ့တဝင်တိုရဲ့စိတ်လေးကိုနားလည်ပေးစေချင်ပါတယ်ကိုအရန်ချစ်ရတဲ့တင်းငယ်လေးကိုတခြားသူတွေနဲ့ဒီကက်နေမှာစိတ်မချနိုင်ဘူးပါကိုချစ်ရတဲ့တင်းငယ်လေးကိုတို့နှစ်ယောက်ပြန်လဲချစ်ချစ်ခင်ခင်နဲ့ပြီးဆိုင်မှုတွေပြီးရင်ဒီကမကပို့ချသွားကြမယ်အများကြီးချစ်ပါတယ်အဲ့ဒီအတွက်ကိုစောင့်နေပြီပါနော်ကိုရဲ့တင်းငယ်လေးရဲ့မာရီကစောင့်နေပြီနော်စောင့်နေပြီမလားပြန်လာတဲ့အချိန်ကြီးလည်းစောက်ပြီးနေလို့မစိုးတော့ပါဘူးလိမ့်မှာမယ်တဲ့ဒီမှာမှလည်းတကယ်လေးပေးပါတယ်ဒီလေးပေးပါတယ်နှစ်နှစ်ဆိုတဲ့အတိုင်းမှာပြန်มาတအားချစ်တာပေါ့နော်ဟုတ်လားစပတ်ဖောင်းလို့ရအောင်လားဟုတ်ပါရဲ့အများကြီးကတော့ပြောတာပေါ့နော်ဒီနေ့မှညီမလေးစိတ်လို့ရတယ်ဟလာပြောပါတယ်မောင်လေးနော်မောင်လေးပြည့်ရဲ့ surprise ကိုမောင်တို့လည်းအကောင်းဆုံးဝင်ဆောင်ပေးပါတယ်တဲ့ဟုတ်လားညီမလေးကလည်းအရန်ချစ်ပါတယ်တဲ့ဟုတ်လားသစ္စာကြီးလည်းစောင့်ပါမယ်နော်ပြီးတော့မစိုးလည်းမစိုးတော့ပါဘူးတဲ့ဟုတ်လားအဲ့တော့အချစ်သက်တွေပေါ့နော်ဒီပန်းမင်း surprise မှာအဲ့တဲ့အတွက်ကြောင့်မို့အချစ်သက်တွေနှစ်တည်းအကြာကြီးပေါ့နော်ချစ်သက်တဲ့အနေနဲ့ပေါင်းဖက်နိုင်ပါစေလို့ပန်းမင်း surprise ကနေလည်းဆုတောင်းပေးပါတယ်နော်
ချင်းမဝေးနိုင်မှာမင်းလေးဆောင်လေးပါတစ်ချိန်ချင်း